ခင်ဖုံးသက်ဝေဂယ်လရီရှင်ဘီရင်ဆိုတာစနာရှိရာကိုပြောနိုင်တဲ့နေရာလို့ကျွန်တော်ထင်ခဲ့တယ်။နေ့ချစ်အိပ်ပါခင်ဖုံးသက်ဝေအဖိုးတန်ကျေးလေးတစ်လုံးကျွန်တော်ထွန်းထားရပါတယ်။မျက်စောင်းတွေနဲ့ပလင်တော်မပျော်ပဲရေပြနေရတဲ့တိတ်အုပ်ဗျိုင်းတအုပ်မြူတအုပ်စေးပြေသာတင်မောကြီးတွေကမြင့်လယ်မှာတရွေ့ရွေ့ပြန်တွေးကြဖို့စီစဉ်သည်ရှိ၏မရှိ၏ဘာမှမရခဲ့ပါဘူးဘာမှမရခဲ့လို့သာကြပြဆရာဖြစ်နေတာလေတခုခုရလိုက်ဖို့ရင်အခြားလိုဖြစ်သွားတော့မှာပေါ့ခင်မုံသက်ဝေရဲ့အဲ့ဒီလိုနဲ့ပဲကိုပန်းပွင့်ကိုရွက်လို့တိုက်ဗေဒါပင်လေးမိုင်းမဲထွက်ခွာသွားပါပြီဓာတ်ဖက်နဲ့ဆင်းအဲ့ဒီလက်မှာခင်းထားပါတလေမြစ်ကလက်မခံတော့ရင်ကမ်းမှာတင်မယ်ဘယ်ကမ်းမှာလက်မခံတော့ရင်ရောတဲ့တောင်ပင်လေကိုမျောလို့ပန်းသုံးမွင့်သာလူပေးကွယ်တလဲသီးတွေဝယ်ရင်းနဲ့မှဘိုးအောင်ညော်လန်းအခုတွေတိတ်နွယ်တက်ကြတာတည်တယ်မုန်းစရာကြီးနော်ခင်မုန်းသက်ဝေဒီကြောင်ထရက်နဲ့မစ္စတာရှီကိုမစ်ကောပို့မယ်အချစ်ထက်ဒေါ်လာဈေးတွေကျော်လာကြောင်းမနစ်ကတမိုင်ပင်ရိတ်ကိုပဲမဟုတ်လားအညာသားလေးရောင်းနေရခိုင်မုံကြီးတဲ့ရေရတယ်နော်ခင်မုံသက်ဝေကျွန်တော်ကလည်းကျွန်တော်ပါပဲတိမ်မီမီတောင်မီမီခင်မုံသက်ဝေကိုပဲတိုင်မင်ချင်းနေမိတယ်ကန္နာလန်းကိုပြန်လာပဲကောင်းပါပါလှိုင်းစကားလေစကားမှာကျွန်တော်လွမ်းချောင်းကြားပါရဲ့လားခင်မုံသက်ဝေစိုင်းကြီးအဆောင်နဲ့တစ္ဆာတီအဲ့ဒီခင်ဝမ်းတချင်းတွေဖွင့်တတ်တဲ့လက်ဖက်ရည်ဆိုင်လေးကိုမရောက်ဖြစ်ချောတာကြာပြီအခုနောက်ပိုင်း secret တစ်စိတ်သူတွေတောက်ဖြစ်တယ်ပြတင်းခန်းစီအနီးရင်လဲတယ်ရှောင်းပင်းရဲ့အမ်ဆန်ကိုပြန်ကြည့်နေတယ်တေဦးလေးပြီးမောင်အောင်စီတချင်းကိုနေယူပါရှင်းလုပ်ကြည့်တယ်မျောလင်းချက်တန်စရာမှလေးဆိုတဲ့ကြောင့်မှကီတစ်ချက်တင်းနေတယ်စင်ရော်တွေတွေးတော့တွေးပါရဲ့ကျွန်တော်မပြူစင်ချင်းတော့ခင်မုန်းသက်ဝေမီးရောင်လေးပေါ့အဝေးမှာတယောက်ယောက်ကိုလောင်းနေတာဖြစ်မယ်လာတာလိုက်လားလို့တယောက်တည်းပြောနေရတဲ့ဒုက္ခကိုတော့မုန်းလာတယ်ကျွန်တော်လန့်နိုးလာတော့တန်ချောင်းခောက်တန်ဆက်တစ်ချက်ကြားရတယ်၄နာရီဘသူထိုးသွားခဲ့ပါလိမ့်ကွယ်ပြန်လို့မဖြစ်တော့ဘူးလေ MPT မက်ဆွေတွေဝင်လာတယ်ကျွန်တော်တို့နှစ်ယောက်လုံးမုန်းတာတွေကအခုထိဆက်ဖြစ်နေကြတာခက်တယ်တန်တရားနဲ့ကျွန်တော်နဲ့နှစ်ပေါက်တစ်ပေါက်ရိတ်ထားတာပြောပြရအောင်မယ်မပြပြရစီနဲ့လို့ပေါ့ကြားရလားခင်မုံသက်ဝေတနခါပန်းလေးတစ်ခက်ခိုင်ထူးရဲ့ဝေးကွာချင်းကဒိုအတွင်းမှာငှက်လေးတွေမမောလိုက်နဲ့နော်လို့ရုပ်ပြခဲ့ဖို့ရဲ့မိတကောက်ရဲ့တေတန်းစာကပြတပုတ်ဘာမှပြန်အမ်းစရာမလိုပါဘူးလိပ်ပြရင်ဒိုးလေးတစ်ခုတော့ပြန်အမ်းပါနဲ့ဆန်ញင်လေးတစ်ခုတော့မှပြန်အမ်းခဲ့ပါနဲ့အနံဆူဆူလက်သက်ဖြက်စီတပလင်းလော်ရယ်နှခမ်းဤအရာထင်ကြံရတဲ့တစ်ခွတစ်စိတ်တ िश ူးလေးရတရွက်ဘာမှပြန်မအမ်းလိုက်ပါနဲ့ခင်မုန်းသက်ဝေတန်ရတန်ကြီးသာပေးချေခဲ့တာပါစကားထားလေးဝက်ကြည့်မယ်နော်ခင်မုန်းသက်ဝေရေကန်လေးမှာကြာပိုင်းနှစ်ပွင့်မမလာလေးက၄ယောက်ဖြစ်နေတဲ့ဘလို့ပန်ညမှာလဲကွယ်ဖမ်းမေးပြီလားခင်မုန်းသက်ဝေပြီးတဲ့ပန်ကိုပေါင်းလိုက်တော့တောင်းမွေပြေးသွားတာပေါ့နော်ခင်မုန်းသက်ဝေကပန်းပန်စရာမှမလိုတာကွယ်လျက်ပန်းလျက်မို့လွမ်းညွန့်ပြိုးသည်တိမ်ခိုးချူလင်းစောတော့ဤလို့နှက်ရှင်အောင်လို့လဲဘာဖြစ်တယ်ညာဖြစ်တယ်ပလီစည်း6ချက်နဲ့နေတယ်လာတိုင်ကျွန်တော်မပြောတတ်ဘူးခင်မုန်းသက်ဝေကြောခိုင်းလို့မှခြေဆဲလည်းမပြေခင်အရင်နေရာကနည်းနည်းနားလာတယ်ရော့နှစ်ပတ်ခင်မုန်းသက်ဝေတစ်ခွက်ရောပေးပါညီလေးမှုကစုံခင်မုန်းသက်ဝေစိတ်ကောက်တယ်လို့ဘောက်ဆက်လေးကြောပေးကွာခီးဥစိရှောဟိခင်မုန်းသက်ဝေကမချွဲတတ်ဘူးမေးဟင်းရလဲကွာခင်မုန်းသက်ဝေမျက်စောင်းလို့မချိုပါလားနန်းနမင်းအုပ်ကွာညီလေးရဲ့จิตတုံမျိုးလေးပါတဲ့တတော်လေးဖွေးကနေပေါ့ secret တပွဲချဘရင်မနှစ်စင်းနေရဖို့ခင်မုန်းသက်ဝေမြဲပေါက်ပေးပါကွာဟောအရှိကောင်းငင်မှာမိုးရီညို့ပြီလားတဆောင်းတစ်ပါတော့မယ်ခင်မုန်းသက်ဝေတက်ကြောငှက်ကလေးတွေတောင်ခုတလောစောင့်ခိုကြတော့မယ်အဲ့ဒီတနက်ကကြည်စံမှာကျွန်တော်လိပ်စာပါရမဟုတ်လားတေတက်ဖိတ်စာမှာပုံညက်ပင်ချေရင်
အိမ်နံပါတ်ကပုရှာကင်ကွန်လွန်ခဲ့တဲ့ခုနှစ်ကဗျာနဲ့တက်တက်လို့ချစ်တဲ့သူများရိတ်တာတောကမျိုးတော့မှတ်မိပါရဲ့နော်ခင်မုန်းသက်ဝေတမင်းမိကြောင်းလန့်ကြီးမှတ်တိုင်မှာဆင်းမှုအားလုံးပြောပေးကွယ်တစ်ချက်တည်းနဲ့တေအောင်ပြစ်စေချင်ပါရဲ့ကျွန်တော်ရက်လိုက်ပါတော့မယ်ကံကလေးတကောင်ဖြစ်ပြရစေလို့ကျွန်တော်စီတောင်းပြီးတဲ့အခါအားလုံးကိုရက်လိုက်ပါတော့မယ်ရက်ဆက်ယူရစွာတစ်ချက်တည်းပြစ်ပါခင်မုန်းသက်ဝေနေ့ပြည်ဘယ်နဲ့ထပ်မှတွေ့ကျွန်တော်တို့မမေ့ကြသေးလေနော်ရန်ကုန်စိတ်ကိုလည်းတတိယပါတေတာဥလည်းတတိယပါကန်တေးရမမကြီးဆိုင်ကိုလည်းတတိယပါတန်တော်ကြီးနဲ့ငုံစိတ်ကန်းတပြေတန်းနဲ့ယူကလစ်ပင်ရွှေမြင်းတွေမှာတောင်းတဲ့အဆုမှန်သမျှခွန်နိုင်ပါခင်မုန်းသက်ဝေကောင်းသောမနက်ခင်းမှာဆိုတော့မနက်ဖြန်မနက်မှာမျက်နှာစင်းခိုးပြလေးတစ်ကောင်လာပြောပါလိမ့်မယ်သူ့ကိုမောင်းမထုတ်လိုက်နဲ့နော်ခင်မုန်းသက်ဝေကောင်းရမွန်ရရောက်ပါစေကျမ်းမာပါစေချမ်းမြေ့ပါစေကျွန်တော်ကတော့ငရဲမှာကြပြဆရာတန်းတဲ့ရွတ်သူစိုင်းတရန်